ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့မှာဆိုင်ကယ်တခိုးတွေပြန်တောင်းကျမ်းနေပြီးနေအိမ်ထဲထိဝင်ရောက်ခိုးယူမှုတွေအပြင်လူရက်မှုကျူးလွန်တာတွေလည်းနေ့စဉ်နှီးပါးဖြစ်ပွားနေတယ်လို့မြို့ကန်တွေကအရှိတန်လွင်မီဒီယာကိုပြောပါတယ်။ယနေ့ဇွန်လ9ရက်နေ့မနက်9နာရီဝန်းကျင်ကပါလျံတိရက်ကွက်လိုင်းငန်းငါးတစ်ခုအတွင်းဆိုင်ကယ်ဝင်ရောက်ခိုးယူနေတာကိုမတင်ကားလို့ဗီဒီယိုရိုက်ပြီးမှတ်တမ်းတင်ခဲ့တယ်လို့အမျိုးသမီးတဦးကလူမှုကွန်ရက်မှာရုပ်သံတင်ထားတာကိုလည်းမြင်တွေ့ရပါတယ်။ဇွန်လ9ရက်နေ့ကလည်းပါလျံ2ရက်ကွက်ထဲဆိုင်ကယ်လူရက်မှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီးအခုတလောဆိုင်ကယ်တွေနေ့တိုင်းပြောင်းနေတဲ့အတန်ကြားနေရတယ်။ခိုးတဲ့သူတွေကလည်းလိုင်းငန်းငါးတွေထဲလာပြီးလဲပတ်တလို့နဲ့လာတယ်။လစ်တာနဲ့ဆိုင်ကယ်ဇက်တော့ချိုးပြီးခိုးသွားကြတာအလွန်ဆုံး3မိနစ်တောင်မကြာဘူးလို့တာချီလိတ်ဒေသခံတဦးကပြောပါတယ်။ပြီးခဲ့တဲ့နှစ်ပိုင်းမှာရဲတပ်ဖွဲ့ကလှည့်ကင်းရက်ကင်းပြုလုပ်ပြီးဆိုင်ကယ်တခိုးတွေကိုဇက်တိုက်ဖမ်းဆီးခဲ့ပြီးနောက်မှာခိုးမှုနှဲငယ်ငြိမ်သက်သွားပေမဲ့အခုနောက်ပိုင်းဆိုင်ကယ်ခိုးခံရမှုတွေဇက်တိုက်ဆိုသလိုဖြစ်ပေါ်နေတာဖြစ်ပါတယ်။ဆိုင်ကယ်တခိုးတွေဟာစီးနှင်းသူများပြားပြီးခိုးရလွယ်ကူတဲ့ Honda Wave နဲ့ Honda Dream ဆိုင်ကယ်တွေကိုအဓိကပြစ်မှတ်ထားခိုးယူနေတာဖြစ်ပြီးညဘက်လူကြီးတိတ်ချိတ်နေအိမ်ဝင်းတကားတွေကိုတံဖြတ်ကတ်ကြီးနဲ့ဖျက်တောက်ကခိုးယူကြသလိုနက်နက်မိုးလင်းချိန်တွေမှာလည်းခိုးယူနေကြတာဖြစ်တယ်လို့သိရပါတယ်။ဆိုင်ကယ်တခိုးတွေဖမ်းဆီးခံရပြီးထောင်ကျနေတဲ့တခိုးတွေဟာနိုင်ငံတော်ဆိုရကလွန်ငင်းချမ်းသာခွင့်နဲ့လွတ်မြောက်လာပြီးပြန်လည်ခိုးယူနေတာတွေလည်းတာချီလိတ်မြို့မှာရှိနေပါတယ်။ရက်ကွက်အတွင်းနေအိမ်လိုင်းငန်းအငှားတွေမှာအုပ်စုလိုက်ငှားရမ်းနေထိုင်ပြီးခိုးယူပြီးတဲ့ဆိုင်ကယ်တွေကိုတစားစီဖြုတ်ယူကာပြည်တွင်းကိုပြန်လည်ပို့ဆောင်ပြီးရောင်းချနေကြတာဖြစ်တယ်လို့ဒေသခံတွေစီကပြောပါတယ်။